Netherlands Amsterdam လဲလာခြင်းနဲ့ Rotterdam လဲလဲခြင်းနဲ့လေရဟတ်အကြီးကိုလဲကြည့်ခြင်းနဲ့ချူလစ်ပန်းခင်းနေနဲ့လဲတပ်ပုံရိုက်ခြင်းနဲ့ဒါပေမဲ့ကျွန်တော်မှပတ်စံမရှိဘူးဒီနေရာတွေအကုန်လုံးကိုကျွန်တော်20ယူရိုနဲ့တွားခဲ့တယ်ဆိုရင်မိတ်ဆွေတို့ယုံမလား20ယူရိုတည်းပါ budget traveler ရဲ့အတွက်ဒါဟာ secret weapon တစ်ခုပါကျွန်တော်ဒီ25မျိုးကို4နာရီအတွင်းလဲပတ်ခဲ့ပါတယ် train ticket တော့မလိုတာပါဗျာမိတ်ဆွေတို့သိပြီလားဒီမှာရှိတဲ့ building တွေက reply ကားတွေမဟုတ်ပါဘူးသူတို့ကအပြင်ကအဆောက်အအုံတွေနဲ့ပုံစံတူ1အချိုး25 skill တွေနဲ့တေချာကိုပြုပြင်လာတာပဲဖြစ်ပါတယ် dash တွေကဒီမျိုးတစ်တစ်လေးကိုဘာလို့အသေးစိတ်ကြကြနဲ့လှုပ်ထားရလဲဒါကတော့ရိုးရှင်းပါလေဒီလက်မှုပညာကိုကြည့်ဒီ tiny window တွေကိုဘလောက်တောင်ဒီလေးကြကြနဲ့လှုပ်ထားရလဲဒါမှမဟုတ်တမိုင်းကိုပဲကြည့်မလား Golden Age ခရဲကသူတို့ရဲ့ shipping empire trading house တွေအားလုံးဂုဏ်ယူစွာဖြင့်ပြလာတဲ့အနုပညာမှာဆိုရင်လည်း Rich Museum, Franco Museum သူတို့ရဲ့ကာချာကိုတေးသေးချာချာမှတ်တမ်းတင်ထားတာပါ Museum တစ်ခုနဲ့တစ်ခုကြားမှာချိတ်ဆက်မှုလေးရှိပါတယ်ဒီတမိုင်းကျောင်းကိုသိချင်ဒီ Museum ကိုသွားပါဒီပကြီးကားကိုကြည့်ချင်ဒီ Museum ကိုသွားပါမင်းတို့ဒီ museum မှာသွားခဲ့လို့ဆိုရင်မင်းတို့နောင်တရပါလိုက်မယ်ပြီးတော့ငါတို့နိုင်ငံမှာနှစ်ပေါင်းများစွာအထိပြေးဆွဲလေးရှိတဲ့ KLM ဆိုတဲ့ဒစိမ့်တွေနဲ့မင်းတို့အိမ်ကိုပါရောက်ပို့ပေးနိုင်ပါတယ်မယုံဆိုရင်မင်းဒီလင်ရဲ့တမိုင်းကြောင်သိချင်ရင်ဒီလင်ပေါ်တက်ပြီးတော့မက်ဆီကြည့်လိုက်ပါအဲ့လိုမျိုးပုံစံတွေနဲ့ marketing ကိုလူတွေကိုမရရအောင်ဆွဲဆောင်လာတာပါဒါကြွားနေတယ်လို့ခံစားရလိုက်မယ်ဒါပေမဲ့တကယ်ကကြည်စမ်းမှာ tourist တို့ငါတို့ dash လူမျိုးတွေဘလောက်စူးစမ်းထားလဲဆိုတာမင်းတို့ပြမယ်ဆိုပြီးအဲ့လိုပြတဲ့ dash တွေရဲ့စိတ်သက်ပါတော်တော်ကြီးကိုလေးစားဖို့ကောင်းတာပါမာဒရိုတန်ကို1952ခုနှစ်မှာမိဘတွေကသူ့ရဲ့သားလေး George Maduro အတွက် memory အဖြစ်တည်ဆောက်ခဲ့တာပါ George က World War II dash resistant fighter တယောက်ပါသူဟာစစ်သားတွေကိုကယ်တင်ဖို့အတွက်သူ့ရဲ့အသက်ကိုစွန့်ခဲ့တာပါအခုတော့82နှစ်ကြာခဲ့ပြီပေါ့ဒီနေရာဟာရိုးရိုးပတ်မဟုတ်ပါဘူးဒါဟာ dash တွေရဲ့သူတို့ကိုသူတို့ဘယ်သူတွေလဲဆိုတော့ကဘာကိုပြတဲ့နီးလန်းတစ်ခုပါ every building တွေကသူတို့ history ကို chapter တစ်ခုရေးထိုးနိုင်ခဲ့ပါတယ်သူတို့ဘယ်လောက်စူးစမ်းခဲ့လဲသူတို့ဘယ်လောက်တော်ကြောင်းကိုနောက် generation တွေကိုပြနေသလိုပါပဲတကယ်ကိုလေးစားစရာကောင်းပါတယ်ကျွန်တော်ပတ်စံသက်တာပြီးရည်ရွယ်ပြီးလာခဲ့တာ20ယူရိုနဲ့ Netherlands တစ်ခုလုံးကြည့်လို့ရမယ်ပေါ့ဒါပေမဲ့ဒါထက်မကတစ်ခုခုကိုသင်ယူခဲ့မိပါတယ်ဒီ mini city လေးကလူမျိုးတစ်မျိုးရဲ့ portrait ပါသူတို့ကိုသူတို့ဘယ်လိုမြင်လဲသူတို့ဘာကိုတန်ဖိုးထားလဲဆိုတာပါပဲ budget travel history နဲ့ culture ကိုကြိုက်နေတဲ့သူ dash လူမျိုးတွေရဲ့အကြောင်းကိုလေ့လာခြင်းသူအတွက်ဒီနေ့ဟာသင်အတွက်ကြီးပါကဲကျွန်တော်တို့အားလုံးနောက်ဗီဒီယိုမှာပြန်တွေ့ကြတာပေါ့ဗျာအခုပြီးသွားပြီလားဆောက်လို့ရဆောက်လို့ရေးက2000တို့2020မှာတော့ကျွန်တော်ဘယ်လောက်ဆိုပြီးလောက်ပြီဩ2020သူကဆောက်လို့ရလောက်တာเนาะဆောက်လို့ရလောက်တဲ့အတန်တွေပါပါတော့တိန်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 ဆိုပြီး